ကြာမှလည်းစောင့်နေဟုတ်လားဒီမှာဟိုကဈေးရှိတယ်ဆိုတော့အေးသေးလောက်နေတာနောက်ပြီးတော့မှအလုပ်ကလည်းညရာစီယောဦးဒီဒီကလာမကွေးအော်လက်အဲ့ဒါတိုက်တာကျွန်တော်သုံးပါပဲစားတယ်မင်္ဂလာပါမင်္ဂလာပါအာကိုစီကိုကြွားအောင်ပဲကိုစီကိုကြွားဘောစီကမိုးဘူးဖက်ဟုတ်လားကျွန်တော်ကြီးပြောင်းလာပြီဩအဲ့ဒါမှတော့တဲနေတာမော်တော်တွေရောပဲတက်လာဟုတ်ကျွန်တော်ပြောတာလေကျွန်တော်တို့ကအွန်လိုင်းမှာစိတ်ရအဲ့လိုမျိုးလုပ်လို့မရဘူးပြင်မယ်နဲ့တအားပြင်နေတာအခုကကျွန်တော် UNG နဲ့အစည်းအဝေးပြောပြီးပြင်လာဟုတ်လားစီယုံကျုံနဲ့တိုက်ရဲ့ဆောက်တတိဝင်လာကျွန်တော်ကဝါဒီတွေကိုဖိုင်းရနေလားကိုစီကားခင်ပြီးတော့ပြီးတော့မဟုတ်ဘူးခေါ်တာကားလို့ပြောတာမာတို့တို့တခုလုပ်ပေးပါလိမ့်မယ်ဒီရပိုင်းတွေတခုအကြောင်းဒီစိတ်တက်မကြတဲ့ဒီလေးတက်လာကြည့်တယ်အသေးတွေလည်းရဆောက်သေးရကြောဝင်လဲဆဲနေတယ်ကြောဗီဒီယိုတွေရိုက်တာများရဲ့ဟုတ်ကျွန်တော်တိုင်းကြီးခံပါသေးတယ်ပထမကနေ့သူပြောတယ်ကျွန်တော်မလေးချောင်ဆောင်ပေးတယ်ဟုတ်လားမတင်ဘူးဒီကနေ့သူငစီဆိုပြီးကလောတော့ဆဲတယ်ကျွန်တော်မပြောသေးဘူးကျွန်တော်သူ့ဆရာဖြစ်တဲ့လူကိုတွားပြီးတော့ဦးလေးဒီလိုပဲကျွန်တော်ကိုဖုန်းဆက်ပြီးဆဲပါလားဗျာဘာဖြစ်လို့ line မတင်ဆဲတာလဲကျွန်တော်စိတ်ကျွန်တော်ဆဲခံပါမယ်ကျွန်တော်လည်းဒါဘာချောက်ဆိုတော့ပြန်ပြောပြမယ်သူ့ဆရာကျွန်တော်ဘယ်လိုပြန်ပြောဆိုတော့အစဲခံလိုက်ဆိုတဲ့ပုံစံမျိုးပြန်ပြောလုပ်လိုက်အဲ့ကျွန်တော်ဘာလို့လဲကျွန်တော်အဲ့ line မတင်ပြီးပြည်သူ့ပဲကျွန်တော်ဆက်ပြရတာဗောဒါတော့ကျွန်တော်မဆဲသေးဘူးနော်26ရက်နေ့ညမှကျွန်တော်မခံနိုင်လို့ကျွန်တော်ဆဲရကျွန်တော်အခုပြောတာရရမရှိဘူးအဲ့ဒါလေဟိုတုန်းကလည်းကိုကြီးကျော်ပြောပြအောင်သူအဲ့ဒါတောင်းဖို့တွေကအခိုးတခိုးတွေသူပြောနေလို့ကျွန်တော် messenger တွေပြီးတော့မမိုးဒီထိုင်းရထောက်ဖို့တွေကိုအဲ့လောက်ထိမစော်ကားပါနဲ့ကျွန်တော်ကအတိကအတန်ဖိုင်လေးပဲပို့လိုက်ဆဲတော့မိုးမိုးနော်နှမတွေမိုးအေးတွေစုံထွက်သွားတစ်ချွေလုံးတစ်ပြိုးလုံးပဲညွတ်ဆဲတာကျွန်တော်လည်းကြုံပြီးပြီဟိုကိုပိုင်ကနေမပြည့်ကျွန်တော်ကအမအခုတဘောတူတဲ့ထောက်ဖို့လို့ကျွန်တော်ထောက်ဖို့လို့တူမှန်ဒီမားဒီဆိုတော့ပြည်သူကြည့်ပါလိမ့်မယ်ကျွန်တော်ကဆရာလုပ်ပြီးတော့အာဒီကောင်ကဘယ်လိုဟိုလူကဘယ်လိုကျွန်တော်နောက်ပိုင်ဝင်မရှိဘူးတိုက်ခိုက်တာဘူးမှမဟုတ်ဟိုလုံးတွေကတိုက်ခိုက်နေဟုတ်တယ်ဟုတ်တယ်မလားကျွန်တော်အနေနဲ့သွားပြီးကျွန်တော်တုခုမိန်မဟုတ်ဘူးဟုတ်တယ်မလားဘလူကဘလူကောင်းမှာဘလူကတခိုးပါသွားပြီးတော့ကျွန်တော်လိုက်ပြောနေအောင်ဟုတ်တယ်မလားကျွန်တော်အဲ့လိုမပြောဘူးဘာလို့ဆိုတော့ဒါဒီကွေးမှာပြည်သူမှာအတိတရားရှိတယ်ကျွန်တော်မကောင်းရင်ဒီလူတွေအကုန်လုံးကသိတယ်ဟုတ်တယ်မလားညံ့တဲ့လူမရှိတော့ဒီနေ့ခေတ်မှာအားလုံးက level တွေဟုတ်တယ်မလားကိုယ့်ကိုယ်ပဲဟိုဆယ်လီဖြစ်သွားတာကပညာရှိကြီးတွေသွားတာမဟုတ်ဘူးလူတိသွားတာတခုပဲရှိတယ်ပြည်သူတွေကပြည်သူပဲဆယ်လီတဲ့အဲ့တော့ငါလူတိတယ်ဆိုပြီးတော့ဟိုလူကိုသွားပြီးတော့ဆရာလို့ဒီလူတွားဆရာလို့အချင်းချင်းစိတ်ဝမ်းဝင်တော့မပါပဲနောက်ပြီးတော့ရန်သူနဲ့ပတ်သက်လို့ကျွန်တော်တို့ကရန်သူတယောက်ကမှန်တာကိုပြောရင်ကျွန်တော်လက်ခုပ်တီးပြရဒါပေမဲ့အခုမင်းလားမင်းရန်သူဘက်မှာနေခဲ့တယ်မင်းငါတို့ဘက်ကိုပြောင်းလာမလားမင်းအပြည့်စည်းပဲနေရမယ်အေးမင်းဟိုဘက်မှာနေတဲ့အချိန်မင်းပြည်သူကိုပြစ်မှုလုပ်ခဲ့ရင်အဲ့ပြစ်မှုမင်းခံရမယ်ဘာမဟုတ်တဲ့ဟာတွေဟုတ်တယ်နော်ဒါတာရှင်းရှင်းလေးအေးမင်းပြစ်မှုမလုပ်ခဲ့ရင်တော့မင်းမခံနဲ့မင်းမှန်တာပြောရင်မင်းကိုငါတို့လက်ခံတယ်ထောက်ခံဒါပေမဲ့မင်းဒီရန်သူဘက်ကလူဖြစ်တဲ့အတွက်မင်းကိုငါတို့အတွင်းစည်းတဲ့ပြီးတော့မခေါ်နိုင်ဘူးခေါ်နိုင်ဘူးတာပွင့်လေးလေးပဲကျွန်တော်ကရှင်းတယ်ဟုတ်တယ်မလားအခုကိုမောင်မောင်အဲ့ဒီကောင်ကိုသစ္စာဖောက်ရင်ဖောက်ဟုတ်တယ်လေအဲ့တော့ဒါအခုကိုမောင်မောင်ပထမလေးကကျွန်တော်သူ့ကိုဆွဲပါတယ်နော်အမှန်တရားပြောတဲ့အတွက်ကျွန်တော်လက်ခုပ်ပြီးပေးတယ်သူလည်းအမှန်တရားကိုပြောလာတဲ့အချိန်မှာသူ့ကိုပြည်သူဝင်းရံတဲ့အရာတော်ကိုသူသိသွားတယ်ဆိုတော့သူဒီကိုလာတယ်ကျွန်တော်တွေးခွင့်ရချင်တယ်တဲ့လာတွေ့ပါငါတို့တော်လှန်ရေးသမားတွေဆိုတာပေါက်လို့ပဲစားတတ်မဲ့ဖြတ်မဲ့ဘယ်ရမလားပေါ့ဘူးကျွန်တော်ဟုတ်တယ်ဟုတ်တယ်အဲ့တော့လာတွေ့တယ်အိမ်ရောက်တဲ့မြန်မာတွေထုံးစံအတိုင်းကျွန်တော်ထမင်းတောင်းကျွေးလိုက်ဟုတ်တယ်ဆိုတော့လောက်လေးပဲသမင်းတစ်နက်ကအကိုရဲ့ဒီစင်းရဲသားလေကိုကြီးဧည့်သည်လာသမင်းတစ်နက်ကျွေးတာဟုတ်တယ်ဒီမှာမိသားတွေကအဲ့ဒါပြောတာ5 star အဆင့်ဟိုအဲ့လောက်လည်းမဟုတ်ဘူးလည်းမဟုတ်ပါဘူးကွာကသူ့ရဲ့ကျွေးပြုံပြီးဟင်းရဲ့ကျွေးတာပါဒီဥစ္စာလေးသမင်းတစ်နက်ကျွေးလိုက်တဲ့ပြဿနာမပြီးတော့ဘူးဒီလောင်ဝမှာကဟိုဘက်ကကောင်ဟိုဘက်မလောင်ဘူးမထလာဘူးဘောမတွေလောင်ဝမှာဟုတ်မှာမင်းတို့လူတွေတောင်မှမင်းတို့ဆရာတောင်မှဒီမှာကြည့်လိုက်အမှန်တရားလက်ခံတာကိုမောင်လေးရှင်းပြတာခိုင်ဘက်ထောက်ဖို့ကအားကောင်းလို့အဲ့ဒါကိုသူကအဓိကအမရဲ့ဟိုသူ့ရဲ့ထောက်ဖို့ဟောဆရာထောက်ဖို့မရှိဘူးထိုင်းထောက်ဖို့ပဲရှိတယ်ဟုတ်တယ်ထိုင်းထောက်ဖို့ရှိအဲ့တော့ထိုင်းမှာကကျွန်တော်ခန်းနေဒီမှာဒီမိုးကြီးအဲ့ဘီလိုဖိုင်ကြည့်ရဘုံဘို့ဒီလိုမှနေကြည့်ရဟုတ်လားဒီလူငါရှိရောက်လာပြီလို့ဒါကထောက်ဖို့တေးသေးလေးနော်ဒါကတူတော့လုပ်တဲ့ထောက်ဖို့တေးသေးတော့သူ့ဖန်ကိုဖန်မကွဲပါဘူးကျွန်တော်ပြောတာကအားလုံးကနိုင်ငံအတွက်လုပ်နေတာဟုတ်တယ်ဟုတ်တယ်မလားဝိုင်းလုပ်ကြတမျိုးသားလုံးနဲ့လုပ်တာဟုတ်တယ်မလားကျွန်တော်ရဲ့ပုံကိုရေးရပြောမယ်ဆိုရင်ကျွန်တော်လူနဲ့လူမရှိကျွန်တော်တတ်တာလေဗျာအခုဒီမှာရိတ်ခါရှိကျွန်တော်လာယူရတာခဲ့တာဟုတ်တယ်မလားရိတ်ခါမလူဘူးလေကျွန်တော်အဲ့လိုရတယ်လူလဲပင်မယ်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်ပြောတာကလုံနိုင်တဲ့ဝိုင်းလုပ် तू ကဘာဖြစ်ပါလဲငါဘာဖြစ်ပါလဲလိုက်ပြီးတော့ပြည့်မယ်ပြဿနာတွေပဲရှုပ်လာတယ်ပြည်သူကသူ့အချိန်တိုင်းအဖြစ်ထောက်သွားလိမ့်မယ်ဟုတ်ကျွန်တော်ဟိုတဲ့ဟိုအောက်ဘိန်းတွေလည်းဟုတ်ပါဘူးဗျာအခုပဲကျွန်တော်အဲ့ဒါအစည်းအဝေးတက်တယ်အစည်းအဝေးမှာလည်းကျွန်တော်တင်ပြတယ်ဟုတ်နော်ကျွန်တော်တို့အခွက်လာစစ်ဆိုတော့
ဟိုမစစ်ဘူးပဲဘာစစ်စရာလို့လဲလာတိုင်းချပြနေတာအသေးစိတ်ချပြလာတဲ့ဟာကြီးကိုဟုတ်တယ်မလားလာစစ်ရတယ်ကြိုက်တဲ့လူလာစစ်လူပုဂ္ဂိုလ်တဦးချင်းကစပြီးတော့ ING အစိုးရထိကြိုက်တဲ့လူကျွန်တော်တို့လာစစ်ဆေးခွင့်ရှိတယ်ဟောကျွန်တော်တို့လောက်ထားတာအားလုံးရှင်းရှင်းလင်းလင်းပဲနောက်ပြီးတော့သူထင်တာက30ရာခိုင်နှုန်းကျွန်တော် PSG က30ကျွန်တော်ဖယ်ထားတယ်ထင်တယ်ကျွန်တော်ကမဟုတ်ဘူး30ရာခိုင်နှုန်းဆိုတာက3ဆွဲခွင့် အပေါင်းနဲ့ကျွန်တော်တခါလေးရှင်းပြအောင်မယ် ဆိုတော့ဒီလထဲမှာပေါ့အမရဲ့ဟိုမနေ့မပါဝင်တွေထဲမှာအကူကြီးတောင်းတဲ့လူတွေများတယ်ဆိုရင်ကျွန်တော်30ရာခိုင်နှုန်းထိကူညီခွင့်ရှိတယ်30ရာခိုင်နှုန်းကကျော်တဲ့80ရာခိုင်နှုန်းကတော့ကူညီပေးလို့မရဘူးအကယ်၍ကူညီမဲ့လူတယောက်မှမရှိဘူးလား100ရာခိုင်နှုန်းလုံးပြည်ပြသွားတာကျွန်တော်ဖယ်ထားတာမဟုတ်ဘူးဆိုတော့အဲ့ဒါလူတိုင်းနားလဲတဲ့ဟာကို तू ကအဲ့ဒါမနေမဖြစ်ပဲဒီကထိုင်းကနေဘယ်လူတွေသတင်းပို့လဲကျွန်တော်သိပါတယ်ကျွန်တော်သူ့သတင်းတွေပို့တာလေဆိုတော့အဲ့ဒါကို तू ကသူများပြောတဲ့စကားတန်တော့ပဲနားရောင်ပြီးတော့တေချာရှင်းနှန်းနေ ပြီးတော့သူကဗီဒီယိုလဲသူအပြည့်စုံကြည့်ဖို့မရဘူးဒီကောင် ဟုတ်တယ်ဟုတ်တယ် သူထင်သလောက်မြင်သလောက်သူတွေးတဲ့အပိုင်းလောက်လေးသူကြည့်ပြီးတော့အဲ့လိုမျိုးကြိုက်တာ အဲ့တော့ तू တို့တော့ပြောလူတွေစကားကိုနားရောင်ပြီးတော့ကျွန်တော်ထဆော်တာပေါ့ဆိုတော့ကျွန်တော်ကဒလိုတွေအပြောခံရမှာဆိုလို့ဘယ်အဖွဲ့စည်းကိုမှကျွန်တော်မရှုံးခဲ့ဘူးနောက်တစ်ခုရှင်းနှန်းတွေကိုကျွန်တော်လုပ်ခဲ့တယ်ဆိုတာအဲ့လိုအပြောမခံနိုင်ဘူး စားလို့လုံးလေးတွေကယူရမလားသားလေးကကိုဒီလေးကြည့်ဆောင်း လူတယောက်ရဲ့ညနာကိုကြည့်လိုက်လူကမှန်ကန်လားမမှန်ကန်လားတော့နှလုံးထဲမှာပေါ့ပြီးတာအဲ့တော့ကျွန်တော်တို့က ညာလို့ညာကိုဒီနေ့ဖြစ်ဟုတ်တယ်ဟုတ်တယ် ယုံကြည်မှုပြေဝရှိတယ် အဲ့ဒါမဲ့ငစီကပြောင်ပြောင်နေဆိုတော့ကျွန်တော်ချစ်တဲ့ခင်လေးတို့မနေ့ကဆိုဟိုမှာချင်းမှန်ပုတ်အင်ကြီးတွေတစုံပေါင်းဝင်5-6ထောင်တွေဟုတ်တယ်မလားအဲ့ပထမနှစ်ဆောင်ချုပ်ပြီးပွဲအင်ကြီးကြည့်အဲ့ဒါမျိုးဟာကျွန်တော်ဝစ်တာပေါ့ဗျာအဲ့ဒါအဲ့ဒီဟာကြီးပြောင်ပြောင်နေဆိုရင်ကျွန်တော်မတတ်နိုင်ဘူးလေဒါကတော့ဟုတ်တယ်မလားဟုတ်တယ်ကျွန်တော်မတရားလုပ်ထားတာမဟုတ်ဘူးလေ ဟုတ်တယ် ပြည်သူချစ်လေအကိုထလေပဲဘာမှမဟုတ်ဘူးလေအစိမ့်မဝင်စားတဲ့အဖေလုံးမတွေ ဟုတ်တခါကျရင်လေမောတယ် ကိုကမြတ်တာထားကိုမြတ်တာပြန်ပေးတယ်ဟုတ်တယ် အခုလည်းကျွန်တော်အဲ့မှာ သူတို့ကဒါဘယ်လိုပြောပြော ကျွန်တော်ပြင်ပန်းတယ်လို့ကျွန်တော်စိတ်ကုန်တယ်လို့ပြောမကုန်ပါဘူး အဲ့နားပဲဆိုတဲ့အကြောင်းတွေမတင်ပါနဲ့ကျွန်တော် အခုဒီမှာကျွန်တော်လည်းအတူနေတဲ့ကလေးတွေရှိတယ်အကိုရဲ့ကြီးရဲ့ဒီကလေးတွေမေးကြည့်ကျွန်တော်မှားထားတယ်ငါမှားရင်မင်းတို့ငါ့ကိုပြော ဟုတ်တယ် ဆရာတပည့်မဟုတ်ဘူးညီကိုလို့ငါကဥဆောင်တဲ့နေရာမှာတာဝန်ယူထားတာဟုတ်တယ်မလားငါမှားနေလေမင်းတို့ငါ့ကိုပြောပိုင်ခွင့်ရှိတယ်ကျွန်တော်ငါ့ကိုလာမပြောနဲ့အာနာရှင်ပုံစံမျိုးကျွန်တော်မနေဘူးမေးကြည့်ကလေးတွေရှိမှာ ဟိုကလည်းရင်ဒီလောက်ပါနဲ့ အဲ့ဒါပြောတာဟိုကျွန်တော်တို့လုပ်တယ်ဆိုတာကအောင်မြင်ရှင်တာတစ်ခုပဲကျွန် ဟုတ် တော် ကိုစီမေစုစိတ်တက်ပြီးကိုစီရင်ထဲမှာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒါညီတို့ကိုတို့မတို့ဒီလိုဝင်းရတဲ့လူတွေရှိလို့လဲကျွန်တော်လည်းအားရှိတာပါဒါပွင့်လင်းပြောရရင်တော့လေဒီပွဲကကျွန်တော်အရှုံးလေးကအမြတ်ကတော့တီးလိုက်ကြပါတယ်။အော်တော်လိုင်းစိတ်ရှိတဲ့လူတွေအများကြီးရှိပါသေးလား တနေ့၄កောင်းလိုက်ဖိုင်လို့